ကဲအားလုံးပဲမင်္ဂလာညချမ်းလေးပါတို့ဒီကတော့အခုကတော့စီဆိုင်ကနေတကယ်ချင်းတွေတွေ့ရမှာအခုအခက်ပြမှာဖြစ်ပါတယ်ကဲတကယ်ချင်းများဖေသွားဖေလာလာအရှိအနောက်ပညာချင်းပြီးမှပေါင်းကြပါတကယ်ချင်းတို့ရဲ့ကိုကဘလောက်ပဲမှနေပြစေတဲ့ခုနမှာလာမားပြီးမှတိုက်ရင်တော့ကိုလည်းလကားကြီးအသက်ဆုံးရှုံးရမှာဖြစ်တယ်တကယ်ချင်းတို့ရေအဲ့ဒါကြောင့်ဘယ်တော့သာဘယ်လာလာဒီထားနဲ့မောင်းကြပါကဲအားလုံးကဲဘယ်တော့သာဘယ်လာလာဒီထားမောင်းကြပါ